ဒီနေ့ပြောမဲ့အကြောင်းကတော့ရန်ပုံငွေအမျိုးအစားအန်တီရဲ့အစင်းစင်းများဘယ်လိုလဲဆိုတော့ကျွန်တော်မကြာခဏပြောတဲ့အဒီအန်တီရဲ့ဆုံးရှုံးမှုအန်တီရဲ့ဆိုတဲ့စကားခဏပြောတယ်မလားဒီနေ့အသေးစိတ်နားလည်အောင်ရှင်းပြပေးမှာပေါ့နော်ဘယ်လိုလဲဆိုတော့ကျွန်တော်ခဏပြောတဲ့အန်တီရဲ့ဒီတဲ့ဘာညာအန်တီရဲ့နေတဲ့နေရာတွေကိုနဲ့တိုက်ဆိုင်တဲ့အန်တီရဲ့တွေဘယ်လိုထားရမလဲဆိုတာဒီအသိပညာတွေကိုမျှဝေပြပါမယ်ပေါ့နော်โอเคပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မောင်ပြပါ financial stability ကနေကြိုဆိုပါရခင်ဗျာโอเคပါဒီရန်ပုံငွေအမျိုးအစားအန်တီရဲ့အစင်းစင်းများတွေကဘာတွေရှိတယ်လဲဆိုတော့နံပါတ်1ဒီနံပါတ်1အစင်းကပြည်တွင်းငွေချေးစစ်ကွဲပေါ့နော်ပြည်တွင်းငွေချေးစစ်ကွဲရန်ပုံငွေဒီပြည်တွင်းထဲမှာပေါ့နော်ဒီထိုင်းနိုင်ငံပြည်တွင်းထဲမှာပဲသူတို့အဲ့ဒီရန်ပုံငွေတွေကိုရောင်းချတာပေါ့နော်အဲ့ဒါငါတို့ရဲ့တန်ဖိုးတွေကိုမပြောက်ကွယ်အောင်အဲ့လိုမျိုးထိန်းထားတာပေါ့ဒီရန်ပုံငွေကဆုံးရှုံးမှုဆိုတာမရှိဘူးဒါပေမဲ့အတိုးကလည်းတေးလေးအဲ့လိုမျိုးတရခိုင်နှုန်းနဲ့ရခိုင်နှုန်းလောက်ပဲတက်မယ်အဲ့လိုမျိုးပြီးတော့နောက်ထပ်နံပါတ်1ကျတော့ငွေချေးစစ်ကွက်ရန်ပုံငွေခုနဒီမျိုးဒါပေမဲ့ခုနကပြည်တွင်းထဲမှာပဲသူတို့ယင်းမျိုးနန်တယ်ဒါပေမဲ့ဒီနံပါတ်1အစင်ကျတော့နိုင်ငံခြားမှာငွေချေးစစ်ကွက်ရန်ပုံငွေတွေကိုနိုင်ငံခြားမှာပါတောင်းဝယ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါကျတော့ငွေလဲဒီနိုင်ငံနဲ့ငွေလဲတာလဲတဲ့ချိန်မှာကြားတဲ့ချိန်တဲ့စီးတယ်တဲ့ချိန်နဲ့ရှိတယ်အဲ့လိုမျိုးဘာပေါင်းတယ်မလားငါတို့ထိုင်းနဲ့မြန်မာနဲ့ဆိုအဲ့လိုမျိုးတနေ့တရက်မတူဘူးအဲ့လိုမျိုးဖြစ်တယ်မလားအကြောင်းမလို့ဒီအန်တီရဲ့လည်းရှိတယ်ပေါ့နော်အကြောင်းမလို့နံပါတ်1ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးနောက်ထပ်နံပါတ်3ကျတော့အစိုးရဘွန်းကျတော့အစိုးရထုတ်ပေးတဲ့ငွေချေးစာချုပ်ပေါ့နော်အစိုးရပေးတဲ့ငွေချေးစာချုပ်တွေကငါတို့အကျွေးမဆက်နိုင်တာဆိုတာမဖြစ်နိုင်ဘူးမရှိနိုင်ဘူးဖြစ်လို့ရှင်လဲဒီနိုင်ငံကအတုံးမကျတော့တဲ့နိုင်ငံဖြစ်နိုင်တဲ့အထိဖြစ်တယ်ပေါ့နော်စဉ်းစားကြည့်ပေါ့နော်အစိုးရပြည်သူလူထုကိုအကျွေးမဆက်နိုင်တဲ့နိုင်ငံဆိုတော့ဘယ်လိုလဲအဲ့ဒီနိုင်ငံမှာနေချင်းဆရာမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးနောက်ထပ်နံပါတ်4ကျတော့အကျွေးစာချုပ်ခုနငွေချေးစာချုပ်တွေပေါ့အဲ့လိုမျိုးဒါပေမဲ့အစိုးရနဲ့ပုဂ္ဂလိကနဲ့ရောပြီးတော့ရောင်းချတာဒီအစိုးရလည်းပါတယ်နည်းနည်းပါတယ်အစိုးရကျတော့ခုနကျွန်တော်ပြောသလိုအန်တီရမများဘူးပေါ့နော်အစိုးရမပေးနိုင်တာဆိုတာမရှိဘူးပေါ့နော်ဒါပေမဲ့နောက်ထပ်ပုဂ္ဂလိကကျတော့မပေးနိုင်တာရှိတတ်တယ်နည်းနည်းပဲမဲ့ရှိတတ်တယ်ကျွန်တော်အရင် EP တုန်းကပြောခဲ့ဖြစ်လို့သူက rating တွေကိုကြည့်ရတာပေါ့နော် triple A rating A သုံးလုံး rating တွေအဲ့လိုမျိုးဝယ်ထားလို့ရှင်တော့ဒီငွေချေးစာချုပ်တွေကလူပြမှမယ်အဒီရနဲ့တယ်ပေါ့နော်အဲ့လိုမျိုးအစိုးရနဲ့နီးပါဖြစ်ခါနီးပေါ့နော်အတိုးလက်တိတ်မကွာချတော့ဘူးအစိုးရနဲ့ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်โอเคနောက်ထပ်နံပါတ်5ကျတော့ငွေချေးစာချုပ်ရိုးနော်နဲ့ငွေချေးစာချုပ်နဲ့ stock share နဲ့ရိုးနော်နဲ့ဒီရန်ပုံပေါ့နော်အဲ့လိုမျိုးဒီခုနကျွန်တော်ပြောခဲ့တဲ့ဥစ္စာတွေကရန်ပုံတပုံကိုဒီတပုံထဲမှာဘာတွေရှိတယ်လဲဆိုတာဒီပြီးခဲ့တဲ့ EP တက်ကကျွန်တော်ပြောခဲ့တဲ့ fun fact sheet ကိုတိုင်ကြည့်ရမှာအဲ့ဒီထဲမှာဘာတွေစီစဉ်ထားတယ်လဲသူတို့ဘာတွေဝယ်တယ်လဲဆိုတာအဲ့ဒီထဲမှာကြည့်ရမှာဒီ fun fact sheet တေချာကြည့်မနေအောင်ကျွန်တော်နောက်ထပ် EP ကျရင်ကျွန်တော်တင်ပြပေးမှာပေါ့နော် okay ဒီနံပါတ်5ကျတော့ရိုးနော်ငွေရှိစာချုပ်နဲ့ချေရအောင်ရိုးနော်နဲ့ဝယ်ထားတာအကြောင်းမလို့ရပုံငွေကြတော့အစင်း5ပေါ့အန်တီရဲ့လက်တိတ်မများဘူးဒါပေမဲ့အမြတ်စွန်းတယ်လေနည်းနည်းလေးတက်တယ်လို့ဘာဖြစ်လို့လဲဆိုတော့ stock share နည်းနည်းပါတယ်ဆိုတော့သူကတက်နေဒီပွားရေးကောင်းတဲ့တနစ်မှာအဲ့လိုမျိုးတက်တာပေါ့နော်အဲ့လိုမျိုးအကြောင်းမလို့နည်းနည်းလေးတက်တယ်နေတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့လေကိုရဲ့ငွေတွေကိုထိမ့်တယ်အဲ့လိုမျိုးထိမ့်တယ်ဆိုတာတန်ဖိုးကိုရဲ့ငွေရဲ့တန်ဖိုးကိုထိမ့်တယ်အဲ့လိုမျိုးထိမ့်တယ်လည်းပါတယ်တိုးတက်နည်းနည်းလေးတိုးတက်တယ်လည်းပါတယ်အဲ့လိုမျိုးပေါ့နော်โอเคနောက်ထပ်နံပါတ်6ကျတော့ချေရရန်ပုံငွေအစုချေရရန်ပုံငွေယင်းမျိုးနန်သူက index fund แบบမျိုး index ဆိုတာကျွန်တော်ခဏပြောခဲ့တဲ့ index ဆိုတာတနိုင်ငံနဲ့တနိုင်ငံ index ဘာနော်ထိုင်းနိုင်ငံ index 50လုံးကိုဝယ်တာဒါမှမဟုတ် American နိုင်ငံမှာ S&P 500လုံးကိုဝယ်တာတို့အဲ့လိုမျိုးပြီးတော့ရုပ်နိုင်ငံမှာ100လုံးဝယ်တာအဲ့လိုမျိုးဘာနော်
တနင်္ဂနွေအင်ဒက်အဲ့ဒါကြတော့သူရဲ့တိုးတက်မှုအဲ့ဒီနိုင်ငံမှာတနင်္ဂနွေမှာတိုးတက်မှုရှိလေငါတို့ငွေတွေလဲတိုးပွားလေအဲ့လိုမျိုးပေါ့နော်အဲ့ဒီဒါတော့ငါတို့ရွေးမဲ့နိုင်ငံကိုတင်တယ်ငါတို့ရွေးတဲ့နိုင်ငံမကောင်းလို့ရှင်တော့ငါတို့ငွေလဲတိုးပွားဖို့မရှိဘူးပေါ့နော်နေတယ်ပျောက်ဆုံးမယ်ဆိုတာတော့တင်ပျောက်ဆုံးပါဘာလို့လဲဆိုတော့နိုင်ငံထဲမှာတနိုင်ငံမှာလူတွေကစားသုံးကြမှတယ်မလားဒီကုမ္ပဏီတွေကလည်းစားသုံးဖို့အတွက်စမှုပစ္စည်းတွေကိုထုတ်လုပ်ပေးတာပဲလေဟုတ်တယ်မလားသူတို့စားသုံးရမယ်ဆိုတော့အဲ့ဒီကုမ္ပဏီတွေကလည်းပတ်လည်ငွေတွေဝင်ငွေတွေရှိတယ်ပေါ့အဲ့လိုမျိုးစီပွားရေးလုပ်တယ်ဆိုတာတကယ်ချင်းတို့တိမှာပါဝယ်မဲ့လူမရှိလို့ရှင်လဲငါတို့ရောင်းမဲ့ပစ္စည်းတွေကလည်းပတ်လည်ဖို့ပတ်စံနေမရှိဘူးနော်အဲ့လိုမျိုးတော့ပေါ့တယ်နော်โอเคနောက်ထပ်နှစ်ပတ်ခွန်ကြတော့နှစ်ပတ်ခွန်ကတမထတော့စမှုလုံငန်းဥပမာကတော့ပြခဲ့ပြီးပြီနော်စမှုလုံငန်းတမထတာ technology နဲ့ပတ်သက်တဲ့စမှုလုံငန်းအဲ့လိုမျိုးဥပမာဒီ Apple တို့ Microsoft တို့အဲ့လိုမျိုးသူတို့ကဒီစနည်းပညာနဲ့ပတ်သက်တာGoogle တို့လည်းငါတို့ဒီနည်းပညာနဲ့ပတ်သက်တာအဲ့လိုမျိုးဒါကြတော့အခုခေတ်မှာတော့တက်နေတဲ့ခေတ်နော်တက်နေတဲ့ခေတ်ဖြစ်နေတော့ကဲလို့သွားပဲချင်းကြမလဲဆိုတာလည်းမသိဘူးနော်ဒါမှမဟုတ်လည်းမကြတော့ဘူးလို့အဲ့လိုမျိုးလားမသိဘူးဒါပေမဲ့အနာဂတ်မှာငါတို့လည်းမသိဘူးနော်ဥမာယင်းနန်စီရင်ခေတ်တော့ကယင်းနန်စီတယ်ဒါပေမဲ့အခုကနည်းပညာတွေပြောင်းရင်းနဲ့လက်စစ်ကားတယ်ထဲလာတော့ဒီယင်းနန်စီကဘယ်လိုဆက်နေမလဲဒါပေမဲ့လေရင်တွေကလည်းယင်းနန်စီတုံးနေသေးပါတယ်ဘယ်လိုတွေးတယ်လဲပေါ့တကယ်ရှင်းတော့ဘယ်လိုတွေးတယ်လဲဒီအကြောင်းတွေကိုအဲ့လိုမျိုးပြီးတော့ရွှေရန်ပုံတို့ကျွန်တော်ပြောခဲ့ပြီးရွှေတက်တဲ့နေ့လက်ရှိတဲ့ကြတဲ့နေ့လက်ရှိတဲ့ဒီနေ့ကျတော့ညာရတက်တဲ့တရားရခိုင်နှုန်းနီးပါတော့မှ68ရခိုင်နှုန်းတရားရခိုင်နှုန်းနီးပါဒီရွှေစေးတဲ့လောက်တောင်တက်တယ်အဲ့လိုမျိုးဒါပေမဲ့ကြတဲ့နေ့လက်ရှိတဲ့တမိုင်းမှာပြန်ကြည့်လို့ရှင်ကြတဲ့နေ့ပြန်တက်ဖို့ကနေပေါင်း30ဥမာအဲ့ဒီချိန်မှာသူကကွာတောင်ပေါ်မှာကြံနေခဲ့မယ်ဥမာဝယ်ထားတာဒီမှာဒါပေမဲ့အဒီနဲ့ကြာနဲ့ဆောက်ရင်းနဲ့ဒီဈေးကိုပြန်ထိမဲ့အချိန်ကျတော့နေပေါင်း30ရောက်မှဒီအရင်ကိုပြန်ရတယ်ဆိုတော့တကယ်ရှင်းလို့ဒီထောင်6ပုံမရောက်စေနဲ့ဘောနော်ဒါပေမဲ့ယင်းမျိုးနန်တယ်ဆိုတာကိုနားလေတော့အရာမှယင်းမျိုးနန်တယ်ဆိုတာကျွန်တော်ခဏပြောတယ်ကျွန်တော်လည်းတကယ်ရှင်းလို့ပြောတာလဲကိုတိုင်လဲတတိပေးတယ်နဲ့အတူတူပဲနော်โอเคနောက်ထပ်နံပါတ်8အမြင့်ဆုံးအန်ဒီယေကိုရောက်နေပါပြီဒါနပရှစ်ခုနကျွန်တော်ပြောနပရှစ်ကွန်ပီစီရွှေတို့ယင်းနန်တို့အဲ့လိုမျိုးနိပညာတတ်ဥမာ Nasdaq တရားဒါနိပညာတတ်ဘန်ဒာရေးလည်းမပါဘူးပြီးတော့လက်စမလုံငန်းလည်းမပါတော့ဘူးတုံးဆောင်လုံငန်းတွေလည်းမပါတော့ဘူးဘာမှမပါတော့ဘူးပေါ့သူကဒီနိပညာတစ်မျိုးပဲအဲ့လိုမျိုးဒီ Nasdaq တရားကသူဒီထက်အဲ့ထက်မှာပါတာ Nvidia တို့ Microsoft တို့ Google တို့ပြီးတော့ Meta ဆိုတာ Facebook အဲ့လိုမျိုးပြီးတော့ Tesla တို့အဲ့လိုမျိုးဒါကြတော့နိပညာတိုးတက်မလားတော့တိုးတက်မှာပဲဒါပေမဲ့ S&P 900ကျတော့သူကရောနော်ဘန်ဒာရေးနဲ့ပတ်သက်တဲ့ဥစ္စာလည်းပါတယ်နိပညာလည်းပါတယ်ရုပ်ခဲကျတော့ကုသမှုစေယုံစေဝါတွေပေါ့အဲ့လိုမျိုးတွေပါတယ်အဲ့လိုမျိုးရောနော်အဲ့ဒါကြတော့လုံချုံပေါ့တက်တယ်လည်းနေတယ်လို့ဒါမဲ့လုံချုံကြမ်းမဲ့ချင်းလဲရမ်းမကြောက်ဘောနော်ဒါတကဘာလုံးဆိုင်ရကဘာထဲမှာတင်းငင်လေတက်သွားလေဒါမဲ့ကဘာမတင်းငင်လို့ရှင်တော့ကြသွားတယ်ကြတဲ့ချိန်မှာကျတော့စေးတော်တယ်ကိုငွေတွေရှိလို့ရှင်စူထားတဲ့ငွေတွေရှိလို့ရှင်ဘောနော်ကဘာပြဿနာဖြစ်တဲ့ချိန်မှာအဲ့ဒီချိန်မှာထက်လိုက်လို့ရှင်အရန်တိုးတက်ညံတယ်ဘောနော်အဲ့ဒီပြဿနာပြီးသွားလို့ရှင်တော့အရန်တက်တယ်ဒီရှင်တို့ရဲ့ဒီတတိဒီကိုငါတို့ယင်းမျိုးနံတူကတတိအမြဲတမ်းရှိရမှာပေါ့နော်ပြောတော့ပဲကိုတိုင်းလည်းပြောရမှာဒီချင်းတို့ရေโอเคဒီနေ့ကတော့အားလုံးရှိခုပြည့်နေပါပြီပေါ့နော်ဘာတွေရှိတယ်လဲဆိုတော့နံပါတ်1ပြီးတွင်းငွေချေးစစ်ကွက်ရန်ပုံငွေပတ်နှစ်ကျတော့ငွေချေးစစ်ကွက်ရန်ပုံငွေပြီးတွင်းပါပြီးပါအဲ့လိုမျိုးနံပါတ်3ကျတော့အစိုးရရန်ပုံငွေ government bond အဲ့လိုမျိုးပေါ့နော်နံပါတ်4ကျတော့ငွေချေးစာချုပ်အစိုးရပါပုဂ္ဂလိကပါအကုန်လုံးနှမျိုးစလုံးမျိုးစလုံးကိုရောနော်ဝဲတယ်โอเคပြီးတော့ပငါကြတော့ငွေချေးစာချုပ်နဲ့ချေးရနဲ့နည်းရောထားတယ်ဒါကြတော့ကိုရဲ့ငွေတွေကိုနည်းလုံချုံမှုပေးတာပေါ့နော်ကိုရဲ့ငွေတွေကိုทำဖို့ထိန်းသိမ်းဖို့အဲ့လိုမျိုးထားတာပေါ့နော်နောက်ထပ်နံပါတ်6ကြတော့ချေးရရပုံငွေအစုချေးရခုနကျွန်တော်ပြောသလိုဒီ index နိုင်ငံရဲ့ index တွေပေါ့နော်တကယ်ချင်းတို့
ဘယ်နေငါကိုကြိုက်တယ်လဲတော့မသိပါဘူးเนาะတရုတ်ကိုကြိုက်မလားအမေရိကန်ကိုကြိုက်မလားဒါမှမဟုတ်ဒီနိုင်ငံတေးစာဥပမာဗီယက်နမ်နိုင်ငံကြီးပေါက်ကစားဖြစ်တယ်လားမသိဘူးပေါ့เนาะဒါပေမဲ့သူတို့ရဲ့နိုင်ငံရဲ့အနာဂတ်မဘယ်လိုဖြစ်မလဲဆိုတာမသိဘူးငယ်ချင်းတို့အဲ့လိုမျိုးယူရမှာပေါ့เนาะဒါအနာဂတ်ဆိုတာဘယ်သူမှမသိဘူးဒါပေမဲ့ကိုခမ်းမရတလောက်တော့ကိုဝယ်လိုက်တာပေါ့เนาะโอเคขอบคุณก็ดอสมุลงานตมทาต่ออမျိုးစားအမျိုးစားပေါ့နော်အဲ့လိုမျိုးဥပမာပြောမယ်ဆိုတော့ဒီနံပါတ်9ခုနကျွန်တော်ပြောတာမပြည့်စုံဘူးနော်နံပါတ်9ကပန္ဒရေးဘန်တွေနဲ့ပတ်သက်တဲ့ဥစ္စာတော့ဒီ financial နဲ့ပတ်သက်တာ financial လည်းကောင်းတယ်ငွေပေးရှိတာဥပမာငါတို့နိုင်ငံမှာရှိတလားပေါ့နော်ဒါပေမဲ့အခုကငါတို့နိုင်ငံမှာလုပ်ငန်းတွေမရှိတော့ဝင်ငွေတွေအရင်မများတော့ဒီအိမ်တွေဝယ်ဖို့ဆိုတာနေပါတယ်တခြားနိုင်ငံမှာတော့အင်္ဂလိပ်ဝယ်တယ်ဆိုတာဘန်ထဲမှာငွေရှင်းပြီးတော့အင်္ဂလိပ်ကြတယ်ပေါ့နော်ပြည်သူလူထုတွေဥမာငါတို့လာခရတာနဲ့ဒီတလားကိုဘယ်လောက်တွေးမလဲအရင်ကြတာအဲ့လိုမျိုးအနည်း30ပေးမယ်အဲ့လိုမျိုးဟောအဲ့လိုမျိုးလောက်တာတကယ်ရှင်းတော့ဘယ်လိုတွေးရလဲတော့မသိပါဘူးမနော်ဒါပေမဲ့တမျိုးတော့ကောင်းတယ်ဒါပေမဲ့တမျိုးတော့တိတ်မကောင်းကြလို့ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့အကျွေးတွေကိုချစ်တော့ဖို့ခတ်ထားတယ်လို့မျိုးအနည်း30တော့မှပေးရမှာဒီအနည်း30မှာကိုဘေးမှတွားလို့မရတော့ဘူးလွတ်လပ်ခွင့်ဆိုတာမရှိတော့အဲ့လိုမျိုးဖြစ်တယ်အဲ့လိုမျိုးတကယ်ချစ်တော့အဲ့လိုမျိုးခံစားရတယ်လားမသိကျွန်တော်ကတော့အဲ့လိုမျိုးပေါ့နော်အကျွေးတွေမရှိချင်ဘူးဘာဖြစ်လို့အကျွေးရှိလို့ရှင်အလုံးလို့ရတာလွတ်လပ်ခွင့်မရှိတယ်လို့မျိုးကိုဘာလို့ရှင်ဒီအကျွေးကိုပဲစဉ်းစားနေရတာအဲ့လိုမျိုးပေါ့နော်โอเคကျွန်တော်ပြောတာလဲဘယ်အကြောင်းတွေရောက်နေပြီလဲမသိโอเคမိနစ်20တောင်ရှိနေပြီတကယ်ချင်းတို့ရေရင်းနှီးမြုပ်နှံမှုလောကထဲမှာတကယ်ချင်းတို့ကိုယ့်ရဲ့အသိပညာနဲ့ပဲမူတည်တယ်ပေါ့နော်ကိုတိတလောက်ကိုရင်းနှီးမြုပ်နှံတာကောင်းဆုံးပဲနည်းနည်းတိလေနည်းနည်းလေးပဲရင်းနှီးမြုပ်နှံပေါ့နော်နည်းနည်းတိလေနည်းနည်းရင်းနှီးမြုပ်နှံကိုယ့်ရဲ့တိုးပွားဖို့ဆိုတာကိုယ့်ရဲ့အသိပညာနဲ့မူတည်တယ်โอเคဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာလာရောက်ကြည့်ရှုသူများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်